ဟိုတနေ့အန်ပေါင်းမဲနှစ်ခုစီဝယ်ထားတာပေါ့နော်ထောက်ပြလိုက်တော့မယ်သူအတစ်မဲတစ်ကလေးဆိုတော့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်နားလားနားလေထောင်းနဲ့ဒါလေးကအန်ပေါင်းလေးက3900ပေးရတယ်မင်းအဲ့ဒါဟိုတနေ့ကမေးနေကြလို့ပေါ့နော်ထောင်းစားပေါက်ပါပြီမာ200တော့ဖောက်လို့တော်ကောင်းတာပဲ900အဲဒီမှာ900ဟာပေါက်လိုက်လားဒီမှာလဲဒီမှာလဲ900ပေါက်လိုက်လားအရင်ကြည့်တော့မှထင်တယ်အကုန်လုံးပတ်စံပါတယ်ရော my god 1000အဲ့တော့1000ရယ်2000 2500 3000 3500 3900ဆိုတော့ပတ်စံအရင်ပြန်ရပါတယ်ကဲအဲ့ဆိုတော့ဒါလေးအရင်ပြန်ရသွားပါပြီအဲ့တော့အားလုံးပဲ bye bye ရုံးပြီးဒီမှာပြန်လဲဆုံးသေးမယ်